တော့လောကလူတွေကတခုခုရလို့မှုနဲ့ကိုကျင်တရားကိုစွန့်ပစ်ကြတယ်အလွယ်တကူဖယ်လိုက်ကြတယ်ကိုယ့်ရဲ့ကိုကျင်တရားကိုအလွယ်တကူစွန့်လွတ်လိုက်ကြတယ်နော်သူတို့လည်းပဲလူတွေလိုက်တာကျင့်သုံးရမယ်ကိုကျင်တရားတွေကိုစွန့်လွတ်လိုက်ကြတယ်ပြမနောစကတံဇဟေသဗ္ဗဓမ္မနာပါရကုပြမနောစကထံဇဟေသဗ္ဗဓမ္မနာပါရကုကိုကျင်တရားနဲ့ပတ်သက်ပြီးတော့စဉ်းစားဉာဏ်ရှိပြီးကြိုးစားအထုတ်လို့ထုတ်တဲ့ကျောင်းသားအချီးဆုံးမြင့်မြတ်တဲ့ကျောင်းသားကတော့တဲ့ကထံဇဟေကိုကျင်တရားကိုသူဆရာကြီးတပည့်ကိုရလို့ရေးအတွက်နဲ့ကိုကျင်တရားကိုသူအပြတ်မခံကိုကျင်တရားကိုမစွန့်လို့ယောဓမ္မမနုပါလေတိကိုကျင်တရားကိုသူထိမ့်သိမ့်နိုင်တယ်ကိုကျင်တရားကိုဘာနဲ့မှမလဲဘူးလို့ဆိုတယ်အဲ့တော့လောကလူတွေကကိုကျင်တရားနဲ့ငွေဆိုရင်ငွေနောက်လိုက်တယ်ကိုကျင်တရားကိုဖယ်လိုက်ပြီးတော့ငွေနောက်လိုက်တယ်ကိုကျင်တရားနဲ့ယာဓုဆိုရင်လည်းယာဓုနောက်လိုက်တယ်ကိုကျင်တရားနဲ့အခွင့်အရေးဆိုရင်လည်းအခွင့်အရေးနောက်လိုက်တယ်ကိုရှိတဲ့ကိုကျင်တရားကိုအလွယ်တကူစွန့်လွတ်ပြီးတော့တလောရရှိလာနိုင်တဲ့ငွေကြေးတနာအတွက်ဖြစ်စေကြော်ကြားမှုအတွက်ဖြစ်စေခွင့်ရေးအတွက်ဖြစ်စေအဲ့ဒါတွေအတွက်လူတွေကလိုက်ပြီးတော့လှုပ်လို့ရှိကြတယ်တဲ့ဒါလောကရဲ့သဘောပါ